ပြန်ပြီဒီသားမိဒီသားဖတယောက်ကလုံးမှာနှင်းကြရင်ထထဆော်နေလူတွေပဲရှိဒီတစ်ခါပူဆိုးတယ်လို့ပြောရပါတော့ဒါမနက်3နာရီနေတာကြာတာဆိုတော့ဟိုဒါမနက်9နာရီဆိုတော့တောက်လျှောက်တနေုံကြာမှာလေဆိုတော့ဘလောက်အထူအောင်ဖြစ်သွားမယ်တော့မသိတော်ပြီးတော့အင်းရှိမှာပဲပေးစောတော့မယ်လို့အရင်ကဆော့ဆော့ဆိုပြီးတော့ကိုတယောက်ကလုံးဝအထဲကိုမဝင်ဘူးမဇုံးကိုပေးဆိုတာလည်းမဟုတ်နော်သူတယောက်တည်းမအေးဘူးကြည့်အောင်လက်အိတ်ကိုဖြုတ်ချင်တာမနေတော့ပေးထားဒီကောင်ဒါလေးကတော့မစိုးအဲ့ဒါတော့မကြည့်အောင်ဒီနားလေးမှာပေးထားမိုးဝစ်ပြီးတော့အေးဟုတ်တယ်ဝင်တော့ဒါလေးလာဝင်မလားဒီသေးလားသေးလားဟိုပေါ့စားမယ်ဆိုပြီးတော့ကိုကသွားပြောမိလိုက်တာဟိုမှာတခါလေကျန်တဲ့လူတွေကမှစားမယ်ဖြစ်ပြီးတော့ကဲအဲ့ဆိုသွားဝယ်ကြမယ်ဆိုပြီးတော့ထွက်လာအမေအေး7 မိနစ်ပဲချက်သွားရလဲရမ်းရှောင်းနေရပါမလေးထူလဲကြည့်လိုက်ဟွာရှိတပေလောက်ရှိရလေဒါတော့တချို့အိမ်တွေကထွက်ရှင်းလာလို့ဆိုတော့အဲ့ဒီဟာယူကိုကနင်းပြီးတော့ရှောက်ကြတယ်ဆိုတော့နည်းနည်းကြာနေရပေါ့အစားတော့ဘလို့ကလည်းကိုတော့ခက်ကိုရှာကြရပါတကယ်ဟိုပျော်စင်တာလည်းပါတယ်ခါမှမရှောက်ဘူးတော့လေလုံးလုံးဝတ်ထားတဲ့ကိစ္စရှိတယ်တရားမှဖော်ဖို့တော့စဉ်းစားနေပေါ့လက်အိတ်ဆိုလို့ရှိရင်အဲ့မှာဖုန်းသုံးလို့ရတဲ့နေရာလေးကိုလက်အိတ်ကအပေါက်ဖောက်ထားအဲ့လိုမျိုးဖောက်ထားတဲ့နေရာတနေရာရှိရတယ်အရင်အေးရဆိုလုံးလုံးကြကြဝတ်ထားရဆိုရင်ကိစ္စမရှိဘူးအဓိကဒီမှာတမ်းမီးလေးကိုလည်းအသေးကြောင်တက်ပေါ့နော်အခုကကိုပုံမှန်သွားနေတာလမ်းတာဘယ်လမ်းလဲ၄လမ်းမှလာတယ်မကြောက်ဘူးဆိုင်ရလည်းဖွင့်နေတော့ဖွင့်ရင်ကျွန်တော်ဖွင့်တယ်ဆိုင်တော့ဆော့စီဝိုင်းရဆုံးတော့အဲ့ငွေကြီးကြီးနေရှေ့တော့ Gracias မနေ့ကပါအင်းနဲ့ဟင်ဘူးတော့ကြတာဘူးသိကြောမှာဒီမလာနှစ်ထဲပဲဟဲ့ခဲဝါအေးတာတော့အေးတယ်နှစ်ဘူးကျန်နှစ်ဘူးထားလိုက်ထားတော့မှာရဟုတ်ဘူးပဲဒါလုံးဝတဘာဝအေးတယ်နော်ဟို natural go အိမ်မှာဟော့ပေါ့အိုးလေးရှိတော့လေတစ်ပတ်တစ်ခါလှုပ်စားပြတာပေါ့နော်အပြင်မှာတော့ဝယ်စားမယ်ဆိုလို့ရှိရင်အခွန်နဲ့ပါနဲ့ tip နဲ့ဆိုလို့ရှိရင်နေ့တယောက်ကို45ကျပ်50လောက်ကြာဆိုတော့ဒီလိုမျိုးလေးဝယ်ထားလိုက်တော့လည်းမစိုးဘူးပေါ့နော်ဒါဆိုဈေးဘူး40လောက်ပေးခဲ့ရမယ်4ယောက်လောက်စားလို့ရတယ်